မိထီလာမှာမိုးတက်လေပြင်းကြပြီးတစ်ပင်တွေလဲကြအမျိုးသမီးတို့ထံရရပြီးကားတစ်စီးပျက်စီးမန္တလေးတိုင်းမိထီလာမြို့မှာဒီကနေ့ဧပြီလ9ရက်နေ့လယ်ပိုင်းကမိုးတက်လေပြင်းကြပြီးတစ်ပင်ချိုးပြိုးလဲလို့အမျိုးသမီးတို့ထံရရပြီးမော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်းဒေသခံတွေကပြောပါရယ်ဒီကနေ့ဧပြီ9ရက်ညနေ3နာရီဝန်းကျင်ကမိထီလာမြို့မှာမိုးရောလေးပါတီးထန်ခဲ့ရာမြို့ပေါ်ရှိတစ်ပင်တစ်ပင်လုံးအမြင့်မှကျွလဲကြခဲ့ပြီးလမ်းမမှရထားတဲ့ Hi-Jet မော်တော်ယာဉ်တစ်စီးပေါ်သို့ပြီးမိခဲ့ကြောင်းကားမှပျက်စီးသွားခဲ့ပြီးအမျိုးသမီးတို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများကပြောပါရယ်လေချမ်းမိုးချမ်းမိုးသီးတွေပါကြတယ်အိမ်တွေလည်းအမိုးလန်နဲ့လေရောမိုးရောမိုးသီးရောကြောက်စရာကောင်းတယ်လို့ဒေသခံတူကပြောပါရယ်အလားတူဝင်စင်းရက်ကွက်ပန်းသပြေလမ်းမှာလည်းကိုပင်လဲကြားကနေအိမ်တစ်လုံးပေါ်ပြီးမိခဲ့ကြောင်းဒေသခံများကပြောပါရယ်ဒါပြင်လျှက်ဆက်ဓာတ်တိုင်တွေလည်းပြိုလဲပြီးလမ်းတွေပိတ်နေကြောင်းသိရပါရယ်လက်ရှိလူမှုကူညီရေးအသင်းတွေကလဲကျနေတဲ့သစ်ပင်တွေကိုဖယ်ရှားရှင်းလင်းနေကြောင်းသိရပါရယ်